ကဲဒီနေ့တော့ကျွန်တော်တို့အရင်အရေးကြီးတဲ့သတင်းလေးတစ်ပုဒ်တော့ကျွန်တော်ပြောပြချင်တယ်အခုဘာဖြစ်လဲဆိုရင် in the Middle East မှာပေါ့နော် Israel နဲ့ American ပူးပေါင်းပြီးတော့ Iran ကိုစပြီးတိုက်ခိုက်နေကြပါပြီဒီနေ့28ရက်နေ့ပါခုဘယ်လိုဖြစ်လဲဆိုတော့ Iran ရဲ့မြို့ဖြစ်တဲ့ Tehran မြို့မှာပောက်ကွဲမှုအကြီးစားကြီးဖြစ်နေကြပါပြီ Israel စတိုက်တာပါ Israel ပြောပြချက်ရလို့သူတို့ရဲ့ nuclear ကရန်ကနေကြိုတင်ကာကွယ်ဖို့ဖြစ်တယ်လို့ကျွန်တော်netin yahu ပေါ့နော်သူကထားပြီးစပြီးပြောပါတယ်သူတို့ကပေါ့နော်မြေအောက်ဘန်ကာတွေထဲမှာဒုံးကျည် follow မရနိုင်တဲ့နေရာမှာခု nuclear တွေကိုစတင်ပြီးတော့သူတို့ enrichment လို့ခေါ်တဲ့ nuclear တွေထုတ်လို့ဖို့အတွက်စပြီးလုပ်နေတဲ့အတွက်စပြီးသူတို့ကိုကာကွယ်ရေးအတွက်ပေါ့နော်ခုကြိုတင်ကာကွယ်ရေးတက်ခိုက်တာဖြစ်တယ်လို့ပြောပါတယ် Israel မှာIsrael နိုင်ငံမှာလည်းခုပေါ့နော် Iran ကနေပြီးတော့ပေါ့နော်ပြန်ပစ်ခတ်လာမဲ့ဒုံးများနဲ့ကွာဖို့တော့နော်siren လို့ခေါ်တဲ့ဒီအတန်နေနဲ့ပေးပြီးတော့နိုင်ငံလုံးကိုပေါ့နော်စူးညံ့ညံ့နဲ့အတန်ပေးပြီးတော့သူတို့နှိုးဆော်နေပါတယ်ခု Iran ကနေပြီးတော့ပြန်လဲပြစ်ခတ်လို့ United States ရဲ့ပေါ့နော် American ရဲ့အခြေစိုက်စခန်းတွေရှေ့ဖြစ်တဲ့ Bahrain ပေါ့နော် Bahrain ဆိုတဲ့မြို့ပေါ်မှာပေါ့နော်နိုင်ငံပေါ်မှာကျွန်တော်ဒုံးကျည်ကြာပောက်ကွဲနေတာတွေ့ရပါတယ်မီခိုရီနဲ့ပေါ့နော် American စစ်စခန်းတွေမှာစပြီးမီခိုလုံးနဲ့တက်လာတွေ့ရပါတယ်ခုနောက်ထပ်တချို့ missile တချို့ပေါ့နော်ကာတာရဲ့လေထူရမှာဆိုကာတာပစ်ချတာရှိတယ်လို့သိရပါတယ်ဒူဘိုင်းရဲ့လေပိုင်နှစ်ထပ်ဖြစ်တော့ဒူဘိုင်းကလည်းပြောနော်ပစ်ချတယ်လို့ပေါ့နော်ကူဝိတ်တို့ကလည်း Saudi Arabia တော့လည်းပေါ့နော်အဲ့လိုပေါ့နော်ပစ်ချတယ်အဲ့နိုင်ငံတွေမှာလည်းပောက်ကွဲတဲ့တချို့ကြားနေရတယ်လို့ပြောပါတယ်ဆိုလိုတာကအမေရိကန်ဖွဲ့စားတိုက်တယ်ခုသူကလည်းအီရန်ကပြန်ပြီးလက်စားချေတဲ့အခါမှာသူအမေရိကန်စကန်စစ်စကန်ရှိတယ်ပေါ့နော် Saudi Arabia ကူဝိတ်တို့ကာတာတို့ပေါ့နော်ခဏပြောတဲ့ Bahrain တို့မှာအမေရိကန်စစ်စကန်ရှိတယ်အဲ့စကန်တွေမှာအခုစပြီးတော့အီရန်ရဲ့ခြေပတိုက်ခိုက်ခြင်းခံနေရတယ်လို့သိရပါတယ်ဒါနောက်ဆုံးရသတင်းလေးပါခုဖြစ်နေပြည့်နေတဲ့သတင်းလေးပါကျေးဇူးများတင်တယ်موریه الان زدن بنازن Missile threat warning. Target shelter immediately. Shelter in place. Missile threat warning. Target shelter immediately. Shelter in place.